အားလုံးပဲမင်္ဂလာမရှိတဲ့မင်္ဂလာပါဗောနော်ကျွန်တော်တို့အတွက်ကတော့စစ်ခွေးတွေရဲ့အာဏာသိမ်းခြင်းကိုခံရတဲ့နေ့ကနေစပြီးတော့ကျွန်တော်တို့အတွက်ကတနေ့မှမင်္ဂလာမရှိဘူးဗောလေဒါမဲ့လည်းကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအရာမင်္ဂလာပါလို့နှုတ်ဆက်ရမှာဗောဒီနေ့ကကျွန်တော်အဓိကပြောချင်တာက G လီတွေအကြောင်းပါနော်ကျွန်တော်တို့မှာ GY တို့ GZ တို့ G8 တို့ဘာညာစသဖြင့်ရှိပါတယ်နော်ကဘာမှာကတော့ကဘာမှာသတ်မှတ်ထားတာကတော့အခုချိန်ထိက G8 ရှိမယ် GY ရှိမယ် GZ ရှိမယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတစ်ခုပို့တာက G လီတွေပါရှိတယ်ဘယ်လို G လီတွေလဲဆိုတာကျွန်တော်ပြောပြမှာဒီမှာကြည့်ပါကျွန်တော်မနက်ကတစ်ခု live လွှင့်သွားတယ် live လွှင့်သွားတာဘာလဲဆိုတော့အသက်40ကျော်50ပတ်ဝန်းကျင်လူတွေဟာလူငယ်တွေဒီစစ်အာဏာရှင်တော်လှန်ရေးအတွက်တိုက်ပွဲဝင်နေတဲ့အချိန်မှာဒီအသက်40ကျော်50လူကြီးပိုင်းတွေဟာဒီလူငယ်တွေလောက်တာကိုအားမပေးမြေတောင်မမြောက်တဲ့အပြင်မဝန်းရံတဲ့အပြင်ဒီလူငယ်တွေကိုအကြောက်တရားတွေစိုးမိုးလာအောင်ဒီလူငယ်တွေလောက်တာကိုလှောင်ရီဟားတိုက်နေတဲ့ဂျီလီတွေကိုကျွန်တော်ပြောသွားတယ်ဒါမနက်ကကျွန်တော်ပြောသွားတဲ့ live တစ်ခုပါအဲ့ဒီ live လွှင့်ပြီးတော့ကျွန်တော်ကိုဒီမှာဂျီလီတယောက်ကကျွန်တော်ကို message ပို့လာတာပါတယ်ဂျီလီဆိုလို့ရုပ်ကြားမထင်လိုက်ပါနဲ့တစ်ချက်လောက်နားထောင်ကြည့်လိုက်ပါဦးတက်40ကျော်50လေအသက်40ကျော်50သူ့အိမ်လူတွေသူ့ရဲ့ကိုကကိုစပမြင်းပြောထားတယ်ကိုကကိုလမ်းမှာထွက်တာဘေးလူဖို့ဆိုရင်ကိုကကိုဒီမှာကြောက်ထွက်တယ်လို့ရှာဘုံမှာကိုဖုံးပွားလာဖုံးကြည့်ရတာအခုကိုများဒါလိုက်လို့ရှိရင်သူတို့ကသူသေဘက်သေတွင်းနဲ့သူတို့ကသူစင်းပြီးသူတို့ကသူများပါများခေါ်ကိုကကိုသေတွင်းနဲ့ဆင်းတာမစင်းသူများကခေါ်ဆင်းသူမှလည်းသူတို့စောက်ယူနေတယ်ဆင်းကိုမေကိုလိုရှောက်လုံးမယ်ကိုမေကိုလိုမလေးဘာလို့ရှောက်ငါစောက်ငါထားလိုက်မငေါ့ငါပြောတာကိုမေကိုလိုနော်နင်တို့စောက်ပိတ်တယ်နင်တို့ပဲစောက်ကိုယူဆိုင်ငါတို့ကတော့စပတ်တာကိုယူဆိုင်တဖက်ပိတ်တယ်နေပေါ်တယ်ဂျီလီတွေပါအဲ့ဒီလိုဂျီလီတွေပါပခုံးနှစ်ဖက်ကြားကခေါင်းပေါက်ပြီးတော့ထမင်းစားပြီးတော့ဗိုက်တင်းတာလောက်တိပြီးရင်ညအဲ့ရင်ဖောင်းတိုင်းလို့ကာမမှီဝဲဖို့လောက်ပဲအသက်ကြီးလာတဲ့မြန်မာနိုင်ငံကဂျီလီတွေပါအဲ့ဒါဒီမှာကျွန်တော်ကို Messenger မှာဝင်ဆဲသွားတဲ့သူတော်ကောင်းမကြီးပါဒီမှာကြည့်ပါဦးနော်အကောက်ပိုင်ရှင်ခင်လေးတဲ့ဒီခင်လေးအကောက်ပိုင်ရှင်ကနေပြီးတော့အဲ့ဒီလိုလေးဝင်ဆဲသွားပါတယ်ဆိုတော့ကဘာမာက GY GZ G8 ဆိုပြီးတော့ပဲရှိတာမြန်မာနိုင်ငံမှာကတော့ G လီတွေပါရှိတာပါเนาะဟိုပခုံးနှစ်ဖက်ကြားကခေါင်းပေါက်ပြီးထမင်းစားပြီးတော့ခွေးချီးပါတဲ့เนาะညအိပ်ရင်ဖောင်းတိုင်းလုပ်ပြီးတော့ကာမမှီဝဲပြီးတော့အသက်ကြီးနေတာကိုသူတို့လူကြီးဆိုပြီးတော့ခံယူနေကြတဲ့လူတွေမြန်မာနိုင်ငံမှာတော်တော်အများအပြားရှိနေတယ်ဒါကလည်းတော်တော်စိုးရိမ်စရာပါကျွန်တော်တို့ဘာကြောင့်မို့လို့ဒီစစ်အာဏာရှင်စစ်ခွေးတွေကိုကျွန်တော်တို့မောင်းထုတ်တင်တယ်လဲဆိုရင်အတီလိုစစ်အာဏာရှင်စစ်ခွေးတွေအုပ်ချုပ်ခဲ့လို့ကျွန်တော်တို့မြန်မာနိုင်ငံဟာအတီလိုမျိုးအသက်ကြီးပြီးတော့အသိဉာဏ်မရှိတဲ့ဂျီလီတွေကျွန်တော်တို့မြန်မာနိုင်ငံမှာတော်တော်များများဖြစ်ခဲ့တယ်အဲ့ဒါကြောင့်မို့လို့နောက်ထပ်ဒီစစ်အာဏာရှင်စစ်ခွေးတွေထပ်ပြီးအုပ်ချုပ်နေအောင်မယ်ဆိုရင်အတီလိုဂျီလီတွေအတီလိုဟိုပခုံးနှစ်ဖက်ကြားကခေါင်းပေါက်ပြီးတော့ထမင်းစားပြီးခွေးချီးပါပြီးတော့ညအဲ့ရင်ဖောင်းတိုင်းလို့ဖို့ကာမမှီဝဲဖို့လောက်တခုတည်းအသက်ရှင်နေတဲ့ဂျီလီတွေနိုင်ငံအတွက်လည်းဘာမှသုံးစားမရအမိုက်ဖြစ်တဲ့အဲ့လိုဂျီလီတွေမြန်မာနိုင်ငံမှာဆက်ပြီးတော့ပေါ်ထွန်းလာမှာဆိုလို့ကျွန်တော်တို့ဒီထက်မကစစ်အာဏာရှင်ကိုတွန်းလှန်ရမှာဖြစ်ပါတယ်ဒီစစ်ခွေးတွေကဘယ်လိုအုပ်ချုပ်တယ်လဲဆိုရင်သူတို့အတုံးတဲ့တဲ့လူတွေသူတို့အတုံးချဖို့ကောင်းတဲ့လူတွေဆိုရင်သူတို့ခိတ္တခဏလုတ်ပိုင်ခွင့်တွေပေးတယ်သူတို့အတုံးချဖို့မရှိတော့ဘူးဆိုရင်ဘာဖြစ်လဲသူတို့အချင်းချင်းပြန်တက်ကြတယ်ဒါကစစ်အာဏာရှင်တွေရဲ့တွေးခွဲဝါဒဖြန့်ပြီးအုပ်ချုပ်တဲ့ဤဒီတိုင်းနဲ့ပဲသွားခဲ့တယ်เนาะအရင်ခေတ်တွေတုန်းကကရင်ကို၄ပိုင်းသူတို့ပိုင်းခဲ့ပြီးသွားပြီเนาะ80တော့ဒီတိုင်းရင်းသားအဖွဲ့တွေလည်းသူတို့လိုက်ပြီးတော့တွေးခွဲနေတယ်တိုင်းရင်းသားကိုတိုင်းရင်းသားအချင်းချင်းတွေးခွဲတယ်ပြည်သူကိုပြည်သူလူထုအချင်းချင်းတွေးခွဲတယ်เนาะကရင်ဆို၄ပိုင်းဖြစ်သွားတယ် DKBA ဗုဒ္ဓဘာသာကရင်ခရစ်ယာန်ကရင် DKBA KNU BGF စစ်တပ်ဘောမစစ်တပ်လက်အောက်ခံเนาะအစ
ဖြစ်တဲ့ကရင်တွေအမှာအပိုင်းပိုင်းကွဲသွားတယ်ဘာလို့လဲဝါရမှိုင်းတိုက်ပြီးတော့မှတက်ရှူသွေးခွဲတဲ့နီးနဲ့အသုံးပြုသွားတယ်ဒီအတိုင်းဆိုရင်သူတို့ကရင် KNU ကိုဘလို့မှဖြိုခွဲလို့မနိုင်ဘူးဒါအခုကမှမဟုတ်ဘူးဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအဲ့ဒီလိုဖြိုခွဲမနိုင်တော့ဘာလို့လဲအချင်းချင်းတိုက်ရအောင်ကရင်ချင်းချင်းတိုက်အောင်ကရင်အချင်းချင်းတိုက်ရအောင် KNU ကနေပြီးတော့ DKB ဖြစ်သွားတယ်နော်သူတို့ခေါ်လို့ရတဲ့လူသူတို့ယာဒူးတွေအာနာတွေပေးပြီးတော့မတ်လုံးပေးပြီးတော့ခေါ်လို့ပါလာတဲ့လူတွေယာဒူးမတ်တဲ့လူအာနာမတ်တဲ့လူတွေပါလာတော့သူတို့ဘာလုပ်လဲသူတို့အဖွဲ့ကိုခွဲထုတ်လိုက်တယ်ပြီးတော့ကိုလူနဲ့ကိုပြန်ပြီးတော့တတ်ခိုင်းတယ်နော်ဒါကျွန်တော်တို့ရှေ့မှာဥပမာတွေရှိခဲ့ပြီးသွားပြီဒါကိုဥပမာမယူကြသေးတဲ့တချို့သောတိုင်းရင်းသားအဖွဲ့တွေမြန်မာနိုင်ငံမှာရှိနေသေးတယ်နော်ကျွန်တော်တို့ရှေ့မှာဒီလောက်ကောင်းတဲ့ဥပမာဖြစ်ပြီးသွားပြီအခုတောင်မှကြည့်စစ်အာဏာသိမ်းပြီးတဲ့နောက်စစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်နော်ကရင်လူမျိုးလည်းဖြစ်တဲ့ KNU ရဲ့အဖွဲ့အစည်းမှာယာဒူးကြီးကြီးနေရာလည်းဖြစ်တဲ့ဗဒိုမန်းငိမ့်မောင်ကိုဆိုရင်ဒါစစ်အာဏာရှင်ရဲ့စစ်ခွေးလက်အောက်မှာအလုပ်လုပ်ဖို့အတွက်ယာဒူးပေးထားတယ်အဲ့ဒီလိုပဲကျွန်တော်တို့မွန်ကောင်းဆောင်တွေကိုလည်းသူတို့စစ်ခွေးတွေစစ်တပ်ရဲ့လူတက်နေတဲ့ဟာတွေကိုမင်းရင်ရှိုက်ရည်နဲ့ကြည့်ရှုဖို့အတွက်ယာဒူးတဲ့နေရာပေးထားတယ်ဆိုကျွန်တော်တို့ပြောတာဒီချိန်မှာကျွန်တော်တို့လုပ်နေတာကဒါကနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးကျွန်တော်တို့လုပ်နေတာဒါပါတီနိုင်ငံရေးမဟုတ်ဘူးနိုင်ငံအရေးကိုကျွန်တော်တို့ကပါဝင်ဆောင်ရွက်နေတာကိုဂျုံမပါဘဲနဲ့ဒီနိုင်ငံအတွက်ဆိုတဲ့နိုင်ငံတော်ကြီးအတွက်ဆိုတဲ့ဟာကိုကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်ကျွန်တော်တို့အဓိကရပန်းတိုင်ဟာတစ်ခုတည်းပဲ NLD အစိုးရဖြစ်ခြင်းမဖြစ်ခြင်းကကျွန်တော်တို့ ਨੇ မသက်ဆိုင်ဘူးကျွန်တော်တို့အခုလုပ်နေတာကနိုင်ငံအရေးကိုလုပ်နေတာဒီစစ်ခွေးတွေမြန်မာနိုင်ငံတဲကနေပျောက်ကွယ်သွားဖို့ကျွန်တော်တို့လုပ်နေတာဖြစ်တယ်အဓိကက Federal Democracy နိုင်ငံတော်ကြီးပေါ်ထွန်းလာဖို့အတွက်ဒီစစ်ခွေးတွေမရှိတော့မှကျွန်တော်တို့ရမှာအဲ့ဒါကြောင့်မို့လို့ဒီတစ်ချိန်လေးပဲကျွန်တော်တို့အားလုံးညီညွတ်လိုက်ရင်ကျွန်တော်တို့ရဲ့နိုင်ငံဟာကျွန်တော်တို့ရဲ့ဘဝဟာကမ္ဘာမှာအင်မတန်မှဒါဂုဏ်သိက္ခာရှိတဲ့နိုင်ငံသားတွေဖြစ်သွားကြမှာပါဒီတစ်ချိန်လေးတော့ညီညွတ်ပေးကြပါလို့ပဲအဓိကပြောချင်ပါတယ်အဲ့သုံးစားမရတဲ့ဂျီလီတွေရဲ့တိုက်ခိုက်မှုရန်ကိုကျွန်တော်တို့ဂယုစိုက်မနေနဲ့ကျွန်တော်လူငယ်တွေကျွန်တော်တို့လှုပ်ရှားရှိတာကိုရှေ့ဆက်ပြီးတော့ကျွန်တော်တို့မတ်လုပ်ဖို့လိုအပ်ပါတယ်အဲ့ဒါလိုပဲကျွန်တော်မနက်ကအဲ့ဒါလို live တွေ့ပြီးတော့အဲ့ဒီဂျီလီတယောက်ကျွန်တော်ကိုဝင်ဆဲသွားတယ်တယောက်တော့မဟုတ်ပါဘူး2ယောက်3 4 5ယောက်ပါအဲ့ဒါလိုဝင်ဆဲသွားတယ်အဲ့လိုဂျီလီတွေကဘလို့ဂျီလီတွေလဲဆိုတော့ပခုံးတစ်ဖက်ကြားကခေါင်းပေါက်ပြီးတော့ထမင်းစားပြီးခွေးချီပါပြီးတော့ညအဲ့ရင်ဖောင်းတိုင်းလုပ်ပြီးကာမမှီဝဲတာလောက်ကိုသူတို့လူပါလို့တတ်မှတ်နေတဲ့လူတွေကျွန်တော်တို့ကတော့အဲ့ဒါလိုလူတွေကိုလူလို့မတတ်မှတ်ပါဘူးเนาะဆိုတော့ဒီနေ့ကောင်းပြီကျွန်တော်တို့ကနီဘောဖြစ်လို့အနီဖြစ်လို့ NLD ကိုဝန်းရံလို့ကျွန်တော်တို့ကနီဘောဆိုရင်အခုကျွန်တော်နိုင်ငံရေးနဲ့ဘာမှမသက်ဆိုင်တဲ့ကလေးသူငယ်တွေဖခင်ရဲ့ရင်ခွင်ထဲမှာနေတဲ့ကလေးသူငယ်လေးကိုတနက်နဲ့နတ်ထင်ကိုတိပြီးတော့ပြစ်တက်သွားတယ်ဗျာဆန္ဒပြနေတာလဲသူတို့မသိဘူးဘာတွေလုပ်နေလဲဆိုတာလဲသူတို့မသိဘူးလမ်းဘေးမှာထွက်ကစားနေတဲ့ကလေးတွေမဲမြင့်အကုန်ပြစ်တက်သွားတယ်ဗျာဒါကပါတီနိုင်ငံရေးမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာဘလူးစီးနေတဲ့စစ်ခွေးတွေကြီးစိုးနေတာကိုဒါကိုကျွန်တော်တို့ခုခံတွန်းလှန်နေတာဖြစ်တယ်အခုဘယ်သူတွေရဲ့ဘဝကလုံခြုံနေလို့လဲကိုယ့်အိမ်ထဲမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုတောက်ခတ်သိမ်းထားတယ်အချိန်မျိုးတော့ရိုက်ဖြတ်ပြီးတော့အိမ်ထဲဝင်လာတယ်လူချင်တာယူသွားတယ်အနီတွေအစိမ်းတွေမဟုတ်ဘူးကဲကောင်းပြီကျွန်တော်တို့ကနီပိန်းဆိုရင်အခုအင်တာနက်ဖြတ်ထားတယ်အနီဝန်းရံတဲ့လူတွေဒီစစ်ခွေးကိုမောင်းထုတ်တဲ့လူတွေအင်တာနက်သုံးလို့မရဘူးဆိုမင်းတို့ရောသုံးလို့ရလားနော်ဟောအခုပုံမှန်တစ်လေးထုတ်ထားတယ်တခါဟိုအိမ်အောင်စုစီရင်တွေအမြဲတမ်းလာစစ်နေတယ်ညအချိန်မတော်တကောင်ကျော်တနေရာကနေတနေရာသွားကိုယ်နိုင်ငံကိုသွားတာတနေရာကနေတနေရာသွားအဲ့စီရင်တိုင်ရမယ်ကောင်းပြီကျွန်တော်တို့နီပိန်းတွေပေါ့နော်ကျွန်တော်တို့နီပိန်းတွေနော်ဒီမိုကရေစီကိုဝန်းရံတဲ့ပြည်သူလူထုတွေကအတိလို့အဲ့စီရင်တိုင်ရမယ်အင်တာနက်မသုံးရဘူးဆိုရင်ဒီမိုကရေစီကိုမဝန်းရံတဲ့လူတွေကရောအဲ့စီရင်တိုင်ကြမလို့ဘူးလားအင်တာနက်သုံးလို့ရလားဘယ်သူတွေကခွင့်ရေးပို့ရနေလဲဒီစစ်ခွေးတွေအုပ်ချုပ်နေတယ်တတိုင်းပြည်လုံးမလုံခြုံနေတာကိုဘာကြောင့်မို့လို့ဒီစစ်ခွေးတွေကိုတွန်းလှန်နေတဲ့လူငယ်တွေကိုစန့်ကျင်နေရတာလဲဒီစစ်ခွေးတွေကိုတိုက်ခိုက်ရတဲ့ဒီလူငယ်တွေကို
ဘာကြောင့်မို့လို့ဒီဂျီလီတွေကတိုက်ခိုက်နေရတယ်ဆိုတာကျွန်တော်တို့ဖော်ထုတ်ဖို့လိုတယ်အဓိကကကျွန်တော်တို့ပြောပြမယ်အဓိကမြန်မာနိုင်ငံမှာအခုလက်ရှိအဖမ်းခံနေရတယ်နော်ဆန္ဒပြတက်ကြွလှုပ်ရှားနေတဲ့နော်ကျွန်တော်တို့ရဲ့ကြီးဆက်အမတမတန်ဖိုးကြီးမြတ်လာတဲ့ကျွန်တော်တို့ရဲ့လူငယ်လေးတွေအသက်ခံနေရတာဘ누구ကြောင့်လဲဆိုအဲ့ဒီဒလန်တွေကြောင့်မို့လို့ကိုယ့်ရဲ့မြို့နယ်တိုင်းရက်ကွက်တိုင်းမှာကိုယ့်အိမ်နာကဒလန်ကိုအထူးဂရုစိုက်ပါအခွင့်အရေးရရင်အပြက်ရှင်းပြပါဒီအချိန်မှာဘာဥပဒေမှမရှိဘူးဘာတရားမှအစွဲခံရစရာမလိုဘူးเนาะကျွန်တော်တို့ရဲ့တရားဝင်အစိုးရ CRPH ကနေပြီးတော့မှတရားဝင်ကြီးညာချက်ထုတ်ထားပြီးသားဖြစ်တယ်ဒီအချိန်မှာကျွန်တော်တို့ပြုတ်လုပ်လိုက်သမျှအရာဒီမိုကရေစီအောင်နိုင်ရေးအတွက်ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက်ကျွန်တော်တို့တိုက်ပွဲဝင်သမျှလုပ်ရက်ဒီပြစ်မှုမမြောက်ဘူးလို့ကျွန်တော်တို့ရဲ့တရားဝင်အစိုးရ CRPH ကနေတရားဝင်အမိန့်ကြော်ညာစာထုတ်ထားတယ်အဲ့ဒီတော့ကိုယ့်ရဲ့မြို့ကိုယ့်ရဲ့ရက်ကွက်ကိုယ့်ရဲ့အိမ်ဘေးမှာရှိနေတဲ့ဒလန်တွေကိုအပြက်တာရှင်းပြကိုကသူတို့ကိုမရှင်းရင်သူတို့ကြောင့်ကျွန်တော်တို့ရဲ့အင်မတန်မှတန်ဖိုးကြီးမြတ်လှတဲ့ကျွန်တော်တို့ရဲ့ Jesus လူငယ်လေးတွေအများကြီးအသက်ဆုံးရှုံးရပါမယ်နိုင်ငံအတွက်ဘာတန်ဖိုးမှမရှိတဲ့ဘာစောက်သုံးမှမကြတဲ့အဲ့ဒီဂျီလီတွေကိုအဲ့ဒီဒလန်တွေကိုကျွန်တော်တို့တနာငဲ့ညာနေလိုက်ရင်ကျွန်တော်တို့ရဲ့တန်ဖိုးကြီးမြတ်လာတဲ့ကျွန်တော်တို့နိုင်ငံအတွက်အင်မတန်မှအားကိုးအားထားပြုရမယ်ကြီးဆက်လူငယ်လေးတွေကျွန်တော်တို့အသက်ကြီးဆုံးရှုံးရပါမယ်အဲ့ဒီတော့ကိုနဲ့နီးစက်ရာကိုပတ်ဝန်းကျင်ကိုရဲ့အိမ်ဘေးကဒလန်တွေကိုအပြက်တာအမြန်ဆုံးရှင်းကြပါဒီဒလန်တွေကြောင့်မို့လို့ကျွန်တော်တို့ရဲ့တန်ဖိုးကြီးမြတ်လာတဲ့လူငယ်တွေရဲ့အသက်တွေပေးဆက်နေရတာเนาะဒီဒလန်တွေကိုကျွန်တော်တို့သွားပြီးတော့ငဲ့ညာနေရင်ကျွန်တော်တို့ရဲ့လူငယ်တွေအသက်တွေဆုံးရှုံးရမယ်ကျွန်တော်တို့ရဲ့ဒီမိုကရေစီအရေးတော်ပုံကြီးမအောင်မမြင်ဖြစ်ရမယ်အဲ့ဒီကြောင့်မို့လို့ဒီဒလန်တွေကိုအပြက်ရှင်းပါမြို့တိုင်းရွာတိုင်းအခုချိန်မှာကျွန်တော်တို့ပြုတ်လုလိုက်တဲ့အရာတွေဘာတစ်ခုမှပြစ်မှုမမြောက်ဘူးဆိုတာကိုကျွန်တော်တို့ရဲ့တရားဝင် CRPH ကနေကြီးညာပြီးသားဖြစ်ပါတယ်เนาะပြီးတော့အခုလက်ရှိစစ်သားတွေဆိုတာကလူတွေမဟုတ်တော့ဘူးတလိမ့်ဆန်တွေဖြစ်သွားပြီဘလူးတွေဖြစ်သွားပြီလူစင်စစ်ကနေမွေးပြီးတော့မှတလိမ့်ဆန်စိတ်ပေါက်သွားတာเนาะအဲ့ဒီ DSA ဆိုတဲ့စစ်ခွေးចောင်းကိုတက်ပြီးတော့အဲ့ဒီစစ်ခွေးចောင်းကနေဆင်းလိုက်ကတဲ့ကူကတလိမ့်ဆန်ဖြစ်သွားပြီအဲ့ဒီကြောင့်မို့လို့ကျွန်တော်တို့ဒီစစ်သားတွေစစ်ခွေးတွေရဲခွေးတွေကိုကျွန်တော်တို့တတ်တာလူကိုတတ်တာမဟုတ်ဘူးမိစ္ဆာကောင်တလိမ့်ဆန်တွေကိုတတ်တာပြီးတော့မြန်မာနိုင်ငံအတွက်ဘာမှတန်ဖိုးမရှိတဲ့เนาะအမိုက်တရိုက်တော့တောင်မှသုံးစားလို့မရတဲ့เนาะပခုံးနှစ်ဖက်ကြားကခေါင်းပေါက်ပြီးတော့ထမင်းစားပြီးတော့ခွေးချီးပါနေတဲ့ညအဲ့ရင်ဖောင်းတိုင်းလုပ်ပြီးကာမဆက်ဆံတာလောက်ကိုလူလို့သတ်မှတ်နေတဲ့ဒလန်တွေကိုများရှင်းပြပါဒီဒလန်တွေမရှိမှတာလင်ကျွန်တော်တို့ဒီမြို့တဲရွာတဲကကျွန်တော်တို့ဒီမိုကရေစီဝန်းရံလူတွေရဲ့ရေမှန်းချက်ကအောင်မြင်မှာဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့လှုပ်လိုက်တဲ့အရာတွေကပြစ်မှုမမြောက်ဘူးလို့ကျွန်တော်တို့ရဲ့တရားဝင်အစိုးရကကြီးညာထားတာရှိပါတယ်နောက်ပြီးတော့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကအချိန်ကာလနဲ့သွားတယ်ကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ဘာကိုစီးရုံးလဲဆို82နိုင်ကိုစောက်ပါ3ရက်စောက်ပါဘာကြောင့်စောက်ခိုင်းတယ်လဲဆိုရင်ဒါနိုင်ငံတကာဥပဒေအရစစ်တပ်ကအာဏာသိမ်းတာပဲဖြစ်ဖြစ်အစိုးရတရက်ကပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတာပဲဖြစ်ဖြစ်ပြည်သူလူထုကငြိမ်သက်စွာငြိမ်ချမ်းနေရင်ဒါဟာအာဏာသိမ်းမှုမြောက်တယ်အကြမ်းဖက်မှုမြောက်တယ်လူမျိုးတုံးတပ်ဖြတ်မှုမြောက်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့3ရက်ကိုကျွန်တော်တို့82နိုင်ကိုကျွန်တော်တို့စောက်ခိုင်းကြတယ်အကုန်လုံးလဲစောက်ခဲ့ကြတယ်စောက်ခဲ့ပြီးတော့ကျွန်တော်တို့ဘာလုပ်လဲကျွန်တော်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တယ်ဒါဘုရုရဲလဲပြည်သူရဲဘုရုအတွက်လဲပြည်သူအတွက်ပဲဆိုအင်မတန်မှယဉ်ကျေးတဲ့ချိုတာတဲ့စကလုံးတွေနဲ့ကျွန်တော်တို့ဆန္ဒပြခဲ့ကြတယ်လမ်းပေါ်ကျွန်တော်ထွက်ခဲ့ကြတယ်เนาะရဲတွေကိုဆိုရင်လည်းကိုယ့်ရဲ့ဒါညီကိုမောင်နှမတွေလိုမင်းတို့ကတာဝန်ထမ်းဆောင်နေရတာမို့လို့လုံခြုံရေးယူတာငါတို့နားလဲတယ်ငါတို့ကဆန္ဒပြတာစစ်အာဏာရှင်ကိုမေကိုလိုမင်းအောင်လှိုင်ကိုငါတို့ဆန္ဒပြတာမင်းတို့ရဲတွေကိုဆန္ဒပြတာမဟုတ်ဘူးငါတို့ကကိုမေကိုလိုမင်းအောင်လှိုင်ဖေလိုမကျူတင်းကိုငါတို့ဆန္ဒပြတာမင်းတို့စစ်သားတွေကိုဆန္ဒပြတာမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့လူငယ်လေးတွေစတင်လမ်းပေါ်တက်ကြတဲ့ကူကဒါဘုရုရဲလဲပြည်သူရဲဘုရုအတွက်လဲပြည်သူအတွက်ပဲဆိုပြီးတော့အမတန်ချိုတာကောင်းမွန်တဲ့စကားလုံးတွေနဲ့ကျွန်တော်တို့တာထွက်ခဲ့ကြတယ်ဒီမှာမလုပ်လဲသူတို့ကလူမဆန်စွာရက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တယ်နော်တကယ့်ကိုမှဒီတောင်ကုန်းသိန်းစခန်းသိန်းတိုက်ပွဲကြီးတစ်ခုလို
စနိုင်ပါတွေနဲ့ဥကောင်းတွေချိန်ပြီးတော့မှရက်ရက်ဆက်ဆက်တက်ဖြတ်တယ်ဆိုတော့ဒါတွေကအခုဘာဖြစ်သွားပြီလဲပြည်သူရဲလည်းမဟုတ်တော့ဘူးပြည်သူအတွက်လည်းမဟုတ်တော့ဘူးเนาะစစ်ခွေးတွေရဲ့ရဲခွေးရဲစစ်ရဲတွေဖြစ်သွားပြီအဲ့ဒီတော့ကျွန်တော်ဘာလို့ရမလဲအကောလုံးအပြက်ရှင်းဒလန်တွေမိရင်လည်းအပြက်ရှင်းဒီစစ်ခွေးတွေရဲခွေးတွေမိရင်လည်းလိုင်းပေါ်တင်မနေနဲ့ကြိုးတုံမထားနဲ့တခါတည်းအပြက်ရှင်းပါကျွန်တော်တို့လုံးဝဥပဒေမရှိတဲ့အတွက်เนาะကျွန်တော်တို့ပြစ်မှုလုံးဝမမြောက်ပါဘူးဒီချိန်မှာနောက်တစ်ခုကကျွန်တော်ပြောမယ်ဒီချိန်ကကျွန်တော်တို့စန္ဒပြရမယ်အချိန်မဟုတ်တော့ဘူးဒီချိန်ကငြိမ်းချမ်းစွာစန္ဒပြရမယ်အချိန်မဟုတ်တော့ဘူးဟိုစန္ဒပြမယ်လမ်းပေါ်ထွက်អော်ပြီးတော့ကျွန်တော်တို့အသေးခံမယ်ဆိုရင်တော့မထွက်ကြနဲ့တော့ဘယ်သူမှလမ်းပေါ်မထွက်ကြနဲ့တော့ဒီချိန်မှာဒီချိန်ကငြိမ်းချမ်းစွာစန္ဒပြရမယ်အချိန်မဟုတ်ဘူးကျွန်တော်တို့ပြန်လဲတိုက်ခိုက်တွန်းလှန်ရမယ်အချိန်ဒါကြောင့်မို့လို့ကိုရက်ကွက်သေးကိုဝင်လာရင်လမ်းတစ်ဝက်ကနေဖြတ်တိုက်ပါပျောက်ကြားနီးနဲ့တိုက်ပါမရှိရှိတာနဲ့ရအောင်တိုက်ပါလမ်းပေါ်မှာထွက်អော်တယ်ပြည့်ရင်ပြေးတယ်ထိရင်သေးတယ်ဘာထူးမှလည်းထွက်မနေနဲ့တော့ဒီချိန်ကကျွန်တော်ဆန္ဒပြပွဲအချိန်မဟုတ်တော့ဘူးဆန္ဒပြတယ်ဆိုတာအတိုင်းတာတစ်ခုထိပဲဟုတ်တယ်ဘာလို့လဲဆန္ဒပြတာကဒါကိုငါတို့ပြည်သူလူထုကလက်မခံပါဘူးဆိုတာကိုနိုင်ငံတကာကိုကဘာကိုကျွန်တော်တို့ကတင်ပြတာကျွန်တော်တို့အခုအာဏာသိမ်းတာရက်ပေါင်း90ပြည့်တော့မယ်ဒီအာဏာသိမ်းမှုကိုငါတို့ပြည်သူလူထုလက်မခံဘူးဆိုတာကိုကဘာကလည်းသိပြီးပြီဒါကြောင့်မို့လို့ကျွန်တော်ဆန္ဒပြဖို့မလိုတော့ဘူးဘာလို့ဖို့လိုလဲပြန်လဲခုခံတိုက်ခိုက်ဖို့ပဲလိုတော့တယ်အဲ့ဒါကြောင့်မို့လို့ဝင်လာတဲ့အကောင်ဘယ်ချိန်ငါ့ကိုပြစ်မလဲဘယ်ချိန်ငါတို့ကိုပြစ်မလဲဆိုတာကိုထိုင်ဆောင်မနေနဲ့ဝင်လာရင်အပြက်ရှင်းဝင်လာရင်အပြက်ရှင်းကိုကလက်မဦးရင်သူတို့ကကိုကိုလက်ဦးနေတယ်เนาะကျွန်တော်တို့နေ့စဉ်နဲ့မြကြေကွဲရတယ်အရန်ခံစားရတယ်ဒီကြာနေတော့ကျွန်တော်ဒီ Facebook ကိုမကြည့်ချင်တော့ကျွန်တော်ဒီသတင်းကိုမကြည့်ချင်တော့ဘာလို့လဲကျွန်တော်မခံစားနိုင်တော့ယင်နေလဲကွဲကုန်ပြီကြောင့်မို့လို့နောက်ထပ်ကျွန်တော်တို့ရဲ့အမတန်မှတန်ဖိုးကြီးမြတ်လာတဲ့ကျွန်တော်တို့ရဲ့ကြီးဆက်လူငယ်လေးတွေရဲ့အသက်တွေထပ်ပြီးကျွန်တော်အဆုံးရှုံးမခံနိုင်တော့ဘူးဒါကြောင့်မို့လို့ဒီခွေးတွေဒီတလိမ့်ဆန်တွေဒီမိစ္ဆာကောင်တွေကိုကတတ်ပါကိုမတက်ရင်သူတို့ကကိုကိုတတ်မယ်เนาะကြောင့်မို့ကျွန်တော်မနက်ကပြောပြပါပြီကျွန်တော်ဒီမော်လမြိုင်ကဒီ CDN ဝင်ထားတဲ့မိရထားဝန်ထမ်းတွေအရန်ဒုက္ခရောက်ခက်ခဲဖြစ်နေတော့ကျွန်တော်ကူညီချင်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီမော်လမြိုင်မှာရှိတဲ့ပရိဟိတအဖွဲ့တွေကျွန်တော်စုံစမ်းတော့ဘာပြောလဲဆိုတော့ကျွန်တော်တို့အဲ့ဒါတွေမလုပ်ဘူးတဲ့ကျွန်တော်တို့နိုင်ငံရေးနဲ့မပတ်သက်ဘူးတဲ့ဆိုကျွန်တော်တို့လုပ်တာနိုင်ငံရေးမဟုတ်ဘူးလေဒါကနိုင်ငံအရေးပါတီနိုင်ငံရေးမဟုတ်ဘူးနိုင်ငံမှာကိုယ်နိုင်ငံကလူတွေတမျိုးတနေရာမှာအခက်အခဲဖြစ်နေတဲ့စာရေးတောက်ရေးခက်ခဲဖြစ်နေဒုက္ခရောက်နေကူညီရမှာဒါပြည်သူလူထုကူညီရမှာဒါလူသားချင်းစာနာထောက်ထားရလဲရောက်တယ်ဒါနိုင်ငံရေးလုပ်တာမဟုတ်ဘူးအဲ့ဒါကိုမှဘာဖြစ်လဲအကြောက်လွန်ပြီးတော့စစ်ဘောကိုမပြီးတော့မှဒီပရိဟိတလူမှုကိစ္စကြီးအသင်းတွေဟာနာမည်ကောင်းတွေတတ်ထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းစကလုံးလှလှလေးတွေတုံးရင်လူတွေကတိတ်တဘောကြကြတာဒီလူတွေနောက်ကမှဘာလုပ်နေလဲဆိုတာကိုမလေ့လာကြတော့ဘူးအဲ့ဒါကကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အားနည်းချက်ပဲเนาะအကြောင်းမို့လို့အခုမြို့နယ်တိုင်းပလာဟိတအသင်းတွေကိုလည်းစုံစမ်းပါလေ့လာပါတမိုင်းကြောင်းတွေကြည့်ပါဘာတွေလှုပ်ရှားနေလဲဘယ်သူနဲ့ပူးပေါင်းနေလဲဆိုတာကိုကြည့်ဖို့လိုအပ်သေးတယ်เนาะကျွန်တော်အဲ့ဒီပလာဟိတအသင်းတွေကျွန်တော်စုံစမ်းလိုက်တယ်စုံစမ်းလို့မရဘူးသူတို့သွားပြီးတော့ကိုစားမလူတန်းပေးနိုင်ပါဘူးဆိုလို့ကျွန်တော်အတိတ်တရားကိုစုံစမ်းလိုက်တယ်ကျွန်တော်ဒီမော်လမြိုင်မှာရှိတဲ့ဒီ CDN ဝန်ထမ်းတွေကိုကျွန်တော်တို့ဒီเนาะဒီ90နဲ့နမိသားစုစာတမိသားစုကို9000နှုန်း46သိန်းကျွန်တော်တို့ဒါလှူဒန်းနိုင်ခဲ့တယ်ပထမတော့ပရိဟိတအသင်းကိုကျွန်တော်တောက်စုံစမ်းတာသူတို့ကတော့လုံမပေးနိုင်ဘူးဆိုလို့လုံပေးနိုင်တဲ့လူတယောက်ကိုပဲကျွန်တော်တို့အကူအညီတောင်းလိုက်တယ်သူတို့ကလည်းတွားလှူပေးတဲ့အတွက်ကျွန်တော်တို့ဒါထိုင်းနိုင်ငံမှာရှိနေတဲ့ကျွန်တော်တို့ထိုင်းနိုင်ငံရက်ဝေးရက်နီးကနေဒါလှူဒန်းကြတဲ့ညီကိုမောင်နှမတွေအားလုံးရဲ့အကျိုးကျေးဇူးနဲ့အလှူဒါနဖြစ်ပါတယ်ကျွန်တော်တို့ကဒါတကယ်လိုအပ်နေတဲ့လူတွေလက်ထဲကိုစိုက်မြရောက်အောင်ကျွန်တော်တို့ကဒါပြန်လဲမျှဝေလူတန်းပေးရတဲ့သဘောပါပဲတကယ်ကတော့ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့ရဲ့မြန်မာပြည်သူလူထုကနေပြီးတော့ဒါလူတန်းတဲ့အလှူဖြစ်ပါတယ်နောက်ဒါမနှက်ပြန်ဆိုရင်ကြာကျွန်တော်တို့နောက်ထပ်3 4 5နေရာလောက်ကျွန်တော်တို့လှူဖို့ရှိပါတယ်เนาะဒါရန်ကုန်တို့ဒီတထုံတို့ဘာတို့ရှိပါသေးတယ်เนาะဒါနယ်မြေကတော့ပြောလို့မရပါဘူးเนาะအဲ့ဒါကြောင့်မို့လို့ဒီကပြောချင်တာအဒီဂျီလီတွေဒလန်တွေကိုအပြက်တာရှင်းပါလုံးဝလက်မယွနဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့တရားဝင်အစိုးရကလည်းကျွန်တော်တို့ကိုပြောပြီးတာဒီအချိန်မှာလှုပ်လိုက်တဲ့အရာတွေဒီအချိန်မှာဒီမိုကရေစီရရှိရေးအတွက်လှုပ်လိုက်တဲ့အရာမှန်သမျှဘာတစ်ခုမှပြစ်မှုမမြောက်ဘူးလို့ပြောထားတယ်ပြီးတော့ဒီအချိန်ကကျွန်တော်တို့
လမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြရမယ့်အချိန်မဟုတ်တော့ဘူးငါတို့ကိုဘယ်ချိန်လက်ပြစ်မလဲငါတို့ကိုဘယ်ချိန်လက်နဲ့ကြီးနဲ့ပြစ်မလဲငါတို့ကိုဘယ်ချိန်ခေါင်းကိုမှန်အောင်ပြစ်မလဲဆိုတာကိုထိုင်ဆောင်သူတို့အလာကိုထိုင်ဆောင်နေရမယ့်အချိန်မဟုတ်တော့ဘူးသူတို့လာရင်ကိုလမ်းခုလက်ကနေဖြတ်ပြီးတော့အပြက်ရှင်းရတော့မယ့်အချိန်ရောက်နေပြီစစ်ခွေးရဲခွေးတွေမြင်အပြက်တာရှင်းကိုကမရှင်းရင်သူတို့ကကိုကိုရှင်းမယ်နော်စစ်ခွေးတွေရဲခွေးတွေတကောင်သေးဝါရင်နော်ကြက်ကလေးငှက်ကလေးတလိမ့်ဆန်တကောင်လောက်မှတန်ဖိုးမရှိဘူးကျွန်တော်တို့ရဲ့ကြီးဆက်လူငယ်လေးတွေတယောက်နော်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့တန်ဖိုးကြီးမြတ်လာတဲ့ကျွန်တော်တို့ရဲ့လူငယ်လေးတွေနောက်ထပ်တယောက်မှထပ်ပြီးအကြမခံပါနဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့လဲမကြည်ကွဲမခံစားချင်တော့ပါဘူးအဲကြောင့်မို့လို့ကိုကလက်ဦးမှုရယူပါဒီစစ်ခွေးတွေဒလန်တွေကိုရှင်းနိုင်သမျှအပြက်ရှင်းပါလို့ပြောရင်းနဲ့ဒီနေ့ညီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်